တို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွန်ဒီကန်ဝင်းစီစဉ်ပြီးကာတွန်းပိုးစာတရုပ်ဖော်ပေးထားတဲ့38ပြားမင်္ဂလာတေချာကြီးမင်္ဂလာပုံပြင်စာအုပ်ထက်ကစမှုလက်မှုအတက်တွက်ကိုတက်မြောက်ခြင်းဆိုတဲ့မင်္ဂလာတရားကိုတင်ပြပေးဖို့အတွက်မောင်တုတရဲ့လှေကလေးဆိုတဲ့ပုံပြင်လေးကိုမမကပြောပြပေးသွားပါမယ်မောင်တုတရဲ့လှေကလေးဟိုးရှိတုန်းကတားဖားနှစ်ယောက်ရှိတဲ့ဖခင်ဖြစ်သူကတာမန်ပပူးရုပ်လေးတွေကိုသာထူးလေးရှိပေမဲ့တားဖြစ်သူမောင်တုတကတော့လွန်ငယ်ပြီးသူလေးလာထားတဲ့နည်းပညာအကူအညီနဲ့လှုပ်ရှားနိုင်တဲ့တစ်သားဆက်ရုပ်လေးတွေကိုထူးလုပ်တတ်တယ်။ဒီနေ့တော့သူတို့တိုင်းပြည်ကိုတခြားတိုင်းပြည်ကပပူးပညာရှင်တွေရောက်လာပြီးပညာချင်းပြိုင်ချတဲ့ဘရင်ကြီးကနန်းတော်ထဲမှာရှိတဲ့ပပူးပညာရှင်တွေကိုဆင့်ခေါ်ပြီးပြိုင်ခိုင်းပေမဲ့နန်းတွေကပညာရှင်တွေဟာတခြားတိုင်းပြည်ကပပူးပညာရှင်တွေကိုမရှင်နိုင်မှုဖြစ်နေတယ်။ဘရင်ကြီးလည်းစိတ်တော်ပြတ်ပြီးရွာနီးချုပ်ဆက်ကပပူးထူလို့တက်တဲ့သူတွေကိုပါဝင်ရောက်ပြီးရှင်းပြိုင်စေတယ်။ဒီသတင်းကိုကြားတော့မောင်တုတလည်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့နန်းတော်ကိုလာခဲ့တာပေါ့။ပထမအဆင့်ပြိုင်ပွဲမှာမောင်တုတကတိတ်ကိုလှပတဲ့မင်းသမီးရုပ်လေးတစ်ယောက်ထုလုပ်ပြီးရှင်ပြိုင်ခဲ့တယ်။တခြားတိုင်းပြည်ကပပူးပညာရှင်တွေကလည်းမောင်တုတရဲ့မင်းသမီးရုပ်လေးနီးပါလှပတဲ့ပပူးရုပ်တွေကိုထုလုပ်ပြီးရှင်ပြိုင်ခဲ့ကြတယ်။ဒုတိယဆင့်ပြိုင်ပွဲမှာတော့မောင်တုတဟာသူတက်မြောက်ထားတဲ့နည်းပညာကိုအသုံးပြုပြီးလှော်တက်အသုံးပြုစရာမလိုပဲမောင်းနှင်လို့ရတဲ့ဆက်လီကလေးကိုပြုလုပ်လိုက်တယ်။တခြားတိုင်းပြည်ကပပူးပညာရှင်တွေကမောင်တုတထပ်ပုံမလှပပြီးအနုစိတ်တဲ့လှေပုံစံငယ်ကိုထုလုပ်ထားတော့မောင်တုတရဲ့ရိုးရှိနေတဲ့လှေပုံစံငယ်ကိုကြည့်ပြီးလှောင်ပြောင်ရိမ်မောကြတော့တာပေါ့ဒါပေမဲ့မောင်တုတကသူ့ရဲ့တစ်သားဆက်လီလေးကိုရေထဲကိုချပြလိုက်တဲ့အခါမှာတော့ဆက်လီကလေးကရေထဲမှာသူ့ဘာသာသူသွားနေတာကိုသူတို့တွေ့လိုက်ရတယ်ဒီတော့မှဘင်းကြီးရောတခြားတိုင်းပြည်ကပပူးပညာရှင်တွေကပါအံ့ဩပြီးမောင်တုတကိုချီးမွမ်းကြတော့တာပေါ့မောင်တုတပြိုင်ပွဲမှာအနိုင်ရသွားတဲ့အခါဘရင်ကြီးကစုရီပေးတဲ့အပြင်နန်းတွင်းထဲမှာယာတုတစ်ခုပေးပြီးလှော်တက်မပါပဲမောင်းနှင်လို့ရတဲ့ဆက်လီတွေကိုတီထွင်ထုလုပ်ခိုင်းတယ်မောင်တုတတို့တာဖာနှစ်ယောက်အတူတူဦးစီးပြီးနန်းတွင်းလက်သမားတွေရဲ့အကူအညီနဲ့ဆက်လီပေါင်းများစွာကိုထွင်းလုပ်ကြတာပေါ့အဲဒီနောက်မှာတော့လူတွေဟာလှော်တက်သုံးစရာမလိုတဲ့ဆက်လီတွေကိုစီးပြီးမပင်မပန်းပဲကူးတန်းရောင်းဝယ်နိုင်ကြတယ်မောင်တုတတို့တာဖာလဲသူတို့ရဲ့စက်မှုအတတ်ပညာကြောင့်လူတွေအဆင်ပြေနေတာကိုကြည့်ပြီးပျော်ရွှင်နေကြတာပေါ့ကွယ်ခလေးတို့ရေငယ်ရွယ်စဉ်ကစပြီးအတတ်ပညာတွေကိုလေ့လာသင်ယူရမယ်စက်မှုအတတ်ပဲဖြစ်ဖြစ်လက်မှုအတတ်ပဲဖြစ်ဖြစ်ကိုဝါသနာပါရာကိုစူးစမ်းပြီးသင်ယူရမယ်ဆိုတာကိုမမကပြောပြပေးခဲ့ရပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြပြပေးသွားအောင်မလို့မမရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးပါဦးနော် Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်